Hello, do a bone one, do a bone night, one of James Sivasi, near the James Sivasi. They are king a bone or Namoro, Boshibasi. Beginning, the engineer at the end of I don't understand up with it. Christmas, a check out the Mia, the ring on when you're at 16, 5 Tipare. Down to the Bible, Papa man. Siluka Kruja Kanji knit. A fine head, the second is a Tipare. Come get the manga. 教育节目是啥呢？如果帮助你 alone， 我们玩大下的人物，那里进入啊下表演。现在的大屋里庙内，这看看到地后头，改变到现地进入阿婆龙啊，方面经过看到毛病。这个呢，是讲这个那个咯，多听的多听嘛，多听了，哎那些伢卡。 讲给他们现在比较，帮助是村里的卡，都听那个教育听来比较，教育走路教来去的，在后面比较，讲给他们那个呢比较，没教呢了，表白嘞。阿罗玩大下的那个，进入啊下表演一路，这那个跑表白。这个呢，就是说阿罗啊，表不加白嘞，玩大不加白嘞。 လောကမှာချစ်တာတွေမုန်းတာတွေရှိပါတယ်ပြီးတော့ဝမ်းနေတာတွေဝမ်းတာတွေလည်းရှိပါတယ်အားလုံးကထိုရိတုဆိုပဲလောကမှာခန္ဓာလည်းရှိတယ်ဝိညာဉ်လည်းရှိပါတယ်စိတ်နဲ့ခန္ဓာလည်းရှိပါတယ်ဒါကြောင့်မလို့ဒီကနေ့ဒါကိုချစ်ချင်တာဖြစ်ကျွန်တော်တို့ဝမ်းမြောက်ခြင်းကဘာလဲဆိုတာကိုဖော်ပြချင်တာဖြစ်ပါတယ်ဒီနေရာမှာဖော်ပြတဲ့ဝမ်းမြောက်ခြင်းကတော့ တခင်ယေရှုခရစ်တော်ဘုရားဒါဝိမြို့ကြီးဟူသောဗက်လင်မြို့မှာဖားမြင့်ခြင်းကိုခံတော်မူပြီးဒါကြောင့်ခမည်းတော်တွေဝမ်းမြောက်ကြပါမကြောက်ကြနဲ့လို့ပြောတဲ့တန်စကားဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့လူတိုင်းကဝမ်းတာတာတွေဝမ်းနေတာတွေရှိတဲ့အထက်မှာဝမ်းတာတာတော့အကြိုက်ဆုံးဖြစ်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့မှာဝမ်းတာချာစီလို့ပဲဖြစ်တယ်လက်ဆောင်ရလို့ပြောရတယ် မွေးနေ့ကြောက်လို့ပျော်ရတယ်စုတွေရလို့ပျော်ရတယ်ထူးချွန်ထက်မြက်လို့ကျွန်တော်တို့ချီးကျူးခြင်းခံရတဲ့အခါပျော်ရတယ်လိမ္မာရင်ကျဲရှိလို့လူတွေဂုဏ်ပြုခြင်းပြုတဲ့အခါကျွန်တော်တို့ဝမ်းသာရတယ်ဒါကကျွန်တော်တို့ဝမ်းမြောက်ခြင်းနဲ့ဆက်ဆိုင်တဲ့အကြောင်းအရာတွေဖြစ်ပါတယ်ဆိုတော့တစ်ဖက်မှာဝမ်းနဲ့ခြင်းတွေရှိတယ်ကျွန်တော်တို့သူများတကာရှေ့မှာအပြစ်တင်ခါရရင်ဝမ်းနဲ့ရတယ်စတဲ့ဖြစ်ဒီလိုရှိပါတယ်ဆိုတော့ဝမ်းသာခြင်းထဲမှာတော့ အားလုံးခြုံငုံပြီးပြောရမယ်ဆိုရင်ဇာတိစိတ်တဘောထဲမှာလည်းဝမ်းသာခြင်းရှိတယ်လို့ဝိညာဉ်တဘောမှာလည်းဝမ်းသာခြင်းရှိဖို့လိုအပ်နေတာဖြစ်ပါတယ်ဘုရားသခင်ကပေးတဲ့ဝမ်းမြောက်ခြင်းကတရင်ကခရတွေအတွက်မဟုတ်ပါဘူးသာဝရအတွက်ဝမ်းမြောက်ခြင်းဖြစ်ပါတယ်ဘာကြောင့်ဝမ်းမြောက်ရတာလဲဆိုရင်ယေရှုခရစ်တော်ဘုရားကလူစားတိခံလောကလူထဲမှာမွေးဖွားလာပြီလို့တရင်ကိုကြားတဲ့အခါကောင်းကင်တမန်တွေနဲ့ကောင်းကင်ဘုရားအပေါင်းတော်ဝမ်းမြောက်ခြင်းရှိတယ် အဲ့ဒါဖျားပေးတဲ့ဝမ်းမြောက်ခြင်းဖြစ်ပါတယ်ဒီကနေ့ဒါကြောင့်လောကဝမ်းမြောက်ဖျားကြွလာဖျားတခင်ကလူစားတိကံကြွလာတဲ့ခါမှာတော့ကောင်းကင်ဘုရားဘွယ်အားလုံးကောင်းကင်မအပေါင်းတို့ပြီးတော့လောကမှာရှိတဲ့တ attva အပေါင်းတို့ဝမ်းမြောက်ကြတယ်ဒါကဖျားတခင်ပေးလိုက်တဲ့လောကမှာကျွန်တော်ဝမ်းမြောက်ဝမ်းသာဖေးရမယ့်သတင်းစကားဖြစ်ပါတယ်ဒါကကျွန်တော်ရဲ့လောကမှာဝမ်းမြောက်ရအကြောင်းဖြစ်ပါတယ် နောက်ဒုတိယဝမ်းမြောက်ရအကြောင်းအရာကတော့သာဝရဝမ်းမြောက်ခြင်းဖြစ်ပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ကိုသခင်ယေရှုကအပြစ်ထဲကနေရွေးလို့ကယ်တင်ပြီးတော့အပြစ်သားမရှိတော့ဘူးအပြစ်မရှိတော့ဘူးဘုရားသားဖြစ်ခြင်းအခွင့်ကိုပေးလို့ဝမ်းမြောက်ခြင်းဖြစ်တယ်နောက်ဒုတိယအချက်ကတော့ကျွန်တော်တို့ကသခင်ယေရှုရဲ့ရွေးလို့ခြင်းနဲ့ကယ်တင်ခြင်းအတွက်အပင်ငရေကိုမတော်ရတော့ဘူးသာဝရကာလမှာဘုရားကပြင်ဆင်တဲ့အတက်တာနဲ့ ဘုရားရဲ့နိုင်ငံတော်မှာဆန်ဆားရမှာဖြစ်လို့ကျွန်တော်ဝမ်းမြောက်ရတာဖြစ်တယ်။ဒါကဘုရားရှင်ပြင်ဆင်ပေးတဲ့ဝမ်းမြောက်ခြင်းဖြစ်ပါတယ်။ဒီဟာကတော့ဘုရားရှင်ပေးတဲ့ဝမ်းမြောက်ခြင်းဖြစ်တယ်။ဒီထဲမှာအပိုင်းတစ်ပိုင်းရှိတယ်။လောကဝမ်းမြောက်ဘုရားကြွလာ။ဒါကတော့လူအပေါင်းတို့အားလုံးသတ္တဝါအားလုံး
လောကလူလောကမဖန်ဆင်းကအရာအားလုံးကသခင်ယေရှုမွေးဖွားလာတဲ့အခါတော့ချီးမွမ်းတဲ့ဝမ်းမြောက်ခြင်းဖြစ်တယ်ဒါကတော့ဖခင်ကိုတိတိမတိတိဒီလက်ခံနေဖြစ်စေလက်မခံနေဖြစ်စေသခင်ယေရှုယူဆောင်လာတဲ့ငြိမ်သက်ခြင်းပြောစခြင်းဝမ်းမြောက်ခြင်းကတင့်ထဲမှာရှိပြီးသားဖြစ်တယ်ဒီမတိလို့ပဲဖြစ်ပါတယ်ဒါကကျွန်တော်တို့လောကမှာအားလုံးကခံစားရတဲ့ဝမ်းမြောက်ခြင်းဖြစ်တယ်ဟုတ်ကဲ့မာကဒါကိုပြောတာဖြစ်တယ်ဒီကနေ့ကဘာမှကြောက်စရာမရှိဘူးအလုံးဝမ်းမြောက်ဝမ်းသာတဲ့ကိုငါတို့ကကြားပြောရတယ်ဒါဝိမြို့တိဟိုတော့ယေရှုဘယ်လည်းမြို့မှာယေရှုဖောင်းမြတ်ချက်တွေဝမ်းမြောက်ရအကြောင်းပြောတာဖြစ်တယ်ဒါကကျွန်တော်တို့အားလုံးဝမ်းမြောက်ခြင်းရှိတယ်ဆိုတဲ့အကြောင်းဖြစ်တယ်ဒုတိယမှာတော့ထာဝရကာလမှာသမဏမှာတော့ဝမ်းမြောက်ခြင်းရှိတယ်လို့ငိုကြွေးမိတမ်းရမယ်နေရာလည်းရှိပါတယ်တခင်ယေရှုယူဆောင်လာတဲ့မာန်ကန်တဲ့ဝမ်းမြောက်ခြင်းကိုရတဲ့သူကတော့ထာဝရကာလမှာသမဏမှာပေါ့တေဘီသမဏမှာလည်းပဲဝမ်းမြောက်ရမှာဖြစ်ပါတယ်အစောကပြောတဲ့အတိုင်းပဲကျွန်တော်တို့ထာဝရအသက်ကိုရလို့အပိငရေတဲ့ကနေလွတ်မြောက်လို့ဘုရားတခင်ကောင်းကင်နိုင်ငံထဲမှာဆန်စားရလို့မတည်ရတော့နိုင်ငံထဲမှာရောက်လို့ကျွန်တော်တို့ကဝမ်းမြောက်ရမှာဖြစ်ပါတယ်အစဉ်ဝမ်းမြောက်ရမှာဖြစ်ပါတယ်ဒါပေမဲ့တစ်ဖက်မှာတော့ဝမ်းနဲ့ခြင်းရှိပါတယ်အပေငရေမှာစတော့တူကြတော့ထာဝရကာလမှာငိုကြွေးမိတမ်းခြင်းနဲ့ဝမ်းနဲ့ကြွေခဲ့ခြင်းကိုထာဝရကာလမှာခံစားရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီကနေ့ခရစ်စမတ်ဆိုတဲ့ဒီလိုအချိန်ခါတပည့်ရောက်လာရင်ဝမ်းမြောက်ပေါ်ရတရင်ကိုကြားပြောကြတယ်မိတ်ဆွေတို့တကယ်ချင်းတို့ညီကောင်မောင်နှမတွေကျွန်တော်တို့ကြားပြီမဲ့ကျွန်တော်တို့ဂရုမစိုက်မိဘူးကြားပြီမဲ့ဘာကိုပြောသလဲလို့ကျွန်တော်တို့သေချာမလိမ့်လာခဲ့ပြီလို့ဒီကနေ့လောကဝမ်းမြောက်ဖျားကြွလာဆိုတဲ့စကားရအနှိမ့်ပဲဒီချမ်းစကားတင့်အတွက်ဝမ်းမြောက်ချက်မဖြစ်ပေမဲ့တနေ့ကျရင်ဒီဟာရာတင့်အတွက်ဝမ်းမြောက်စာဖြစ်ပါလားဆိုတာခင်ဗျားခံစားရမှာဖြစ်ပါတယ်ဒါကအမတန်ကောင်းတဲ့သတင်းဖြစ်တယ်ဒါကြောင့်ဒီကနေ့ဒီလောကထဲမှာရောသမလွန်ကာလမှာရောဝမ်းမြောက်ရှင်နေဆိုရင်တော့ကယ်တင်ရှင်ယေရှုဝမ်းမြောက်ခြင်းကိုတည်ဆောင်လာတဲ့ယေရှုခရစ်တော်ဖခင်ကိုလက်ခံဖို့တည်လွှမ်းနေတာဖြစ်ပါတယ်ပြီးတော့ဒီနေ့ကျွန်တော်အဲမှာထိုယေရှုရှိနေရင်တော့ယခုလည်းပြင်ဝမ်းမြောက်နေမှာဖြစ်ပါတယ်ထာဝရကာလမှာလည်းဝမ်းမြောက်ရမှာဖြစ်ပါတယ်မကုံမဆုံးနိုင်တဲ့ဖခင်နိုင်ငံတော်ထဲမှာတင်တာထာဝရဝမ်းမြောက်တဲ့သူအဖြစ်နဲ့အသက်ရှင်ရမှာဖြစ်ပါတယ်ဒါပေမဲ့ယေရှုခရစ်တော်မှာတပါအခြားမရှိပါဘူးဒီကနေ့လောကမှာတင်ပျော်ကောင်းပျော်နေလိမ့်မယ်ဒီပျော်နေခြင်းကတရင်ကပဲဆိုရင်တော့မိတ်ဆွေဒီကနေ့တတိအပြုဖို့လိုနေပါဖြစ်ပါတယ်လူတွေကအသက်တရားမလေးပါဘူးဖျားကတ်တဲ့အကတ်တထဲမှာပဲအသက်ရှင်ရတာဖြစ်ပါတယ်သမလွန်အရေးမှာတော့ဒီလောကထဲမှာအသက်ရှင်တဲ့ခါမှာကျွန်တော်တို့ကခန္ဓာတဲ့ဝိညာဉ်နှစ်ပါးရှိတဲ့အချိန်မှာပဲဒီပျော်ရွှင်ခြင်းစစ်မှန်တဲ့ပျော်ရွှင်ခြင်းကိုရွေးချယ်ရမှာဖြစ်ပါတယ်ဒီနေ့ဒီကနေ့ကျွန်တော်နောက်မကြဘွယ်အတွက်လိုအပ်နေတာဖြစ်ပါတယ်ဒါကြောင့်ယေရှုမွေးဖွားခြင်းကဒီနေ့ကျွန်တော်ဝတ်စေဖို့ဖြစ်တယ်သမလွန်မှာလည်းဝမ်းမြောက်စေဖို့ဖြစ်တယ်ဒါကအစစ်မှန်တဲ့ဖျားပြင်ဆင်ပေးတဲ့ဝမ်းမြောက်ခြင်းဖြစ်ပါတယ်ခန္ဓာဇာတိစိတ်နဲ့ဝမ်းမြောက်နေရင်တော့ဒီကနေ့သတိလိုပဲတော့ရှင်ဟာထာဝရကာလမှာပျော်ရွှင်ခြင်းပြီးဟိုတော့အရှင်ယေရှုကိုမရသေးဘူးဆိုရင်တော့ဒီကနေ့ဒီမိတ်ဆွေဒီလက်ခံဖို့ရတဲ့အစစ်တက်လက်ခံဖို့အတွက်ပြင်ဆင်ဖို့ရအတွက်လိုအပ်နေတာဖြစ်ပါတယ်လို့ဒါကြောင့်လောကဝမ်းမြောက်ဖျားကြွလာဒီကနေ့ဒီနေ့ကျွန်တော်တို့ယူဆောတရင်ကအင်မတန်ဝမ်းမြောက်စာတရင်ကောင်းဖြစ်ပါတယ်စင်ကြယ်နှလုံးသွင်းပြီးတော့သောသခင်ယေရှုခရစ်တော်ဘုရားကိုဒီသိအလုံးလုံးစာမလို့ပါဘူးစိတ်နှလုံးစကားကိုပြီးတော့ယေရှုကိုဆိုယေရှုကအရှင်ဘုရားသခင်ကဝမ်းမြောက်ခြင်းကိုတည်ဆောင်ပေးတဲ့ယေရှုလားအပေငရေဖြစ်တဲ့ကျွန်တော်ကိုရွေးလို့ကဲတင်တော့ထာဝရကာလမှာပင်ဘုရားရဲ့နိုင်ငံတော်ထဲမှာအသက်ကိုပေးပြီးတော့ကျွန်တော်ကိုထာဝရကျော်စင်ခြင်းကိုဝမ်းမြောက်ခြင်းကိုပေးနေအရှင်လားခေါ်ပြီးတော့လက်ခံပြီးတော့မိသားကြည့်ပါလို့ဝေမျှရေးနှိမ့်ထုတ်ပါတယ်။ကြားရှင်ကောင်းချပေးပါစေ။ဆုတောင်းကြပါစို့။